မိန်းကလေးညနေတွေမှာဒီလေးဝက်ချက်ကိုတီးပြီးကြပြီလားဒါကြောင့်အဆုံးထိလိုက်ပါကြည့်ရှုပေးပါအောက်မှာမြင်တွေ့ရမယ့်ပုံဟာလက်ဆွဲဒီဂရီ45ဖြစ်ပြီးတော့ graduation အဆောင်ညှက်နည်းပဲဖြစ်ပါတယ်။သပင်ရဲ့အောက်အနာတလိုင်းဟာတူပြီးတော့အပေါ်အနာတမြင်းပြောင်းဟာရှည်နေမှာပဲဖြစ်ပါတယ်။ကတင်အင်္ဂယ်ညှက်ချင်းဒီဂရီကိုတော့90ဒီဂရီနဲ့ညှက်ချင်းပဲဖြစ်ပါတယ်။ပေါ်ဘက်ချမ်းကလက်ဆွဲဒီဂရီဟာ135လက်ဆွဲဒီဂရီဖြစ်ပြီးဆန္ဒရဲ့အပေါ်အောက်မြင်းတွေဟာတူညီနေမှာပဲဖြစ်ပါတယ်။ကတင်အင်္ဂယ်ညှက်ချင်းဒီဂရီကိုတော့90ဒီဂရီနဲ့ညှက်ထားခြင်းပဲဖြစ်ပါတယ်။135ဒီဂရီလက်ဆွဲနဲ့ညှက်ထားခြင်းဖြစ်သောကြောင့်သူ့ကို400ညှက်ချင်းလို့လည်းခေါ်ပါတယ်။ဒီခုပုံထဲမှာမြင်တွေ့ရမယ့်အပိုင်းကတော့ elevation လက်ဆွဲဒီဂရီ90နဲ့ဆွဲယူခြင်းပဲဖြစ်ပါတယ်။အောက်ဘက်အပိုင်းက400ညှက်ချင်းဖြစ်ပြီးတော့ပေါ်ဘက်အပိုင်းမှာ graduation ညှက်ချင်းပဲဖြစ်ပါတယ်။ဒီမှာမြင်တွေ့ရမှာကတော့အပေါ်ပိုင်းနဲ့အောက်ပိုင်းအနာတတ်တွေဟာရှည်နေပြီးတော့အပိုင်းကအနာတတ်ဟာတူနေမှာပဲဖြစ်ပါတယ်။ကတင်အင်္ဂယ်ညှက်ချင်းဒီဂရီကိုတော့90ဒီဂရီနဲ့ညှက်ချင်းပဲဖြစ်ပါတယ်။ဒီပိုင်းဆိုင်ရာဘုဟုတ္တများကိုဆက်လက်မျှဝေနေမှာဖြစ်တဲ့အတွက် like and follow လေးနဲ့ share လေးလုပ်ပေးကြဖို့လည်းမမေ့ကြပါနဲ့ဦးနော်။ဆွေတို့တက်ဒီကနေတခုခုရရှိသွားမယ်ဆိုရင်လည်း comment မှာတခုခုရေးခဲ့ပေးပါဦး။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။အားရပျော်ရွှင်သောနေ့လေးဖြစ်ကြပါစေ။